ထိုမင်းကလေးသည်ဟင်းချိုခက်ယုံများကိုပင်တေချာမတိရှာတော့လဲသူမ၏ချစ်သူမိခင်ထံမှစူပူကျိမ်းမောင်းခြင်းကိုခံခဲ့ရသည်သူမ၏ချစ်သူကဖြစ်ပျက်သမျှကိုမြင်တွေ့ခဲ့တော်လဲမိခင်ဖြစ်သူကိုပြန်လည်ပြောဆိုရဲသည့်တတိမရှိသဖြင့်ဘာတခုမှမပြောဘဲနှုတ်ဆက်နေခဲ့သည်အကြောင်းပြန်ဆေးဆက်ပွဲတည်ခင်းအိတ်ခန့်သည့်နေရာသို့အန်နာမိသားစုကစောစောစီးစီးရောက်ရှိလာခဲ့တော်လဲအမျိုးသားဘက်ကမိသားစုမှမူတောင်းပန်စကားတခုပင်မဆိုဘဲနောက်ကျမှရောက်လာခဲ့ကြသည်ထို့အပြင်ချစ်သူ၏မိခင်သည်အန်နာကိုတစ်ချက်ကလေးပင်လှည့်မကြည့်ခဲ့ပေစပွဲဝိုင်းတွင်မူအန်နာသည်ထိုမိသားစုကိုခြေတော်တင်လက်တော်တင်ပြုစုလုပ်ကြွေးခဲ့ရတော့လဲနောက်ဆုံးတွင်သူမအတွက်စားခြင်းစားကြံများသာကြံရှိတော်သည်အန်နာမိခင်ကရင်းကိုကြည့်ပြီးရင်ခွဲမတက်ခံစားရသလိုအပြစ်မကင်းသလိုလည်းဖြစ်မိသည်အချိန်ကဟင်းချိုနောက်ဆုံးတငုံကိုမိမိဘာသာတောက်မိခဲ့ပြီးအန်နာကိုထိုကဲ့သို့အမှတ်သားမျိုးကြံရစ်စေခဲ့မိခြင်းအတွက်နောက်တရမိသည်ထို့ကြောင့်မိခင်ဖြစ်သူကသူမ၏ပကံကိုအန်နာပကံနှင့်မေတ္တာတရားဖြင့်လဲလှယ်ပေးလိုက်သည်ထို့အချိန်တွင်အမျိုးသား၏မိခင်ကမင်းကလာဆောင်ကိုတစ်ချိန်လေးသာကျင်းပမည်ဖြစ်ကြောင်းအန်နာသည်မိမိတို့မိသားစုထဲသို့လာရောက်အခြေချရမည်ဖြစ်၍မိမိတို့အိမ်၏စီးမြင်စည်းကမ်းများကိုလိုက်နာရမည်ဖြစ်ကြောင်းမောက်မာဝါကြွားစွာကြေညာလိုက်သည်စကလုံးတိုင်းတွင်မောက်မာစော်ကားမှုများနှင့်အထင်သေးမှုများပြည့်နေနေသည့်အန်နာမိဘများမှာစိတ်ထဲတွင်အလွန်ပင်ကန့်ကွက်ခြင်းတော်လဲသမီးဖြစ်သူ၏ပျော်ရွှင်မှုအတွက်အန်နာဖခင်ကမင်္ဂလာဆောင်ကိုဆိုစီယိုမြို့တစ်ခုထဲတွင်သာကျင်းပရန်သဘောတူလိုက်ရသည်ထို့အပြင်ထိုမျိုးသမီးကမင်္ဂလာဆောင်ပြီးလျှင်အန်နာကိုအလုပ်ထွက်ခိုင်းရန်ပါပြောလိုက်ရာအန်နာအတွက်အလွန်ပင်စိတ်ထိခိုက်သွားရသည်ထို့နောက်တွင်ချစ်သူ၏ဖခင်ကအန်နာကိုဟင်းချိုသွားခိုင်းရန်ခိုင်းစေပြန်သည်အန်နာမိခင်မှာသမီးဖြစ်သူထမင်းတစ်လုံးမျှပင်မစားရသေးပဲထိုင်နေရသည်ကိုမြင်ပြီးရင်ထဲတွင်တစားခါပြီးခံစားနေရသည်အန်နာဟင်းချိုခတ်နေစဉ်အတွင်းမှာပင်ချစ်သူ၏မိခင်ကအန်နာသည်အတုံးမကျသူဖြစ်ကြောင်းထပ်မံ၍ပြောဆိုပြန်သည်အန်နာဖခင်ကချစ်သူကောင်လေးကိုတွားရောက်ကူညီရန်လက်တိုးလိုက်သည်အဘဲကြောင့်ဆိုတော့ဖခင်ဖြစ်သူငယ်စဉ်အခါကယောက်ျားနှင့်မိန်းမတစားပွဲတဲ့အတူမထိုင်ရသည့်ဖြစ်တော်လဲသူသည်ဇနီးဖြစ်သူနှင့်အတူရှင်တွဲစားတော့ရန်ပထမဆုံးလှည့်ပြန်လာခဲ့သည့်အမျိုးသားဖြစ်ခဲ့သောကြောင့်ဖြစ်သည်သူသည်မိမိပကံထဲမှပဲစိတ်များကိုပင်ဇနီးနှင့်သမီးဖြစ်သူအားခွဲဝေကျွေးမွေးခဲ့ပြီးဇနီးဖြစ်သူကိုဘယ်တော့အခါမျှအနှိမ်မခံခဲ့စေရပေသို့သောအန်နာချစ်သူကမူဘာတစ်ခုမျှဝင်မလုပ်ပေးခဲ့ကြနောက်ဆုံးတွင်အန်နာမိခင်ကရှေ့သို့တက်လှမ်းကသမီးဖြစ်သူ၏လက်ထဲမှရောက်ချိုကိုလှမ်းယူလိုက်သည်ထိုအခါထိုမျိုးသမီးကအန်နာသည်မိခင်ဖြစ်သူကိုအကုန်လုံးခိုင်းစေနေသည်ဟုဆွဆွဲပြောဆိုပြန်ရာအန်နာမိခင်မှာဘာပြန်ပြောရမှန်းမသိအောင်စွန့်သွားခဲ့ရသည်အပြန်လန်းတွင်မူအန်နာကသူမ၏မိဘများကိုအငှားရင်ခံမဖြစ်သာအိမ်ပြန်ရန်ပြောခဲ့သည်ဖခင်ဖြစ်သူကသမီးဖြစ်သူ၏ဂုဏ်သိက္ခာကိုခဏတာထိမ့်သိမ်းပေးနိုင်ရန်အငှားရင်တစ်စီးကိုတားပေးခဲ့သည်အန်နာသည်မိဘများထွက်ခွာသွားသည်ကိုကြည်ရင်ရင်ထဲတွင်အကြီးကျယ်နာကျင်ခံစားလိုက်ရသည်သမီးဖြစ်သူ၏မျက်နှာကိုမြင်အောင်ပြီးမိခင်ဖြစ်သူမှာကားပေါ်တွင်မျက်ရည်များကိုမထိန်နိုင်တော့ပေထိုနေ့မှာပင်အန်နာမိခင်သည်ထိုမျိုးသမီးနှင့်တူးရဲတီးတက်တွေ့ဆုံကအန်နာအပေါ်ကောင်းကွက်လေးများရှာဖွေကြည့်ရှုပေးရန်မျှော်လင့်ချက်ဖြင့်စာအိတ်အနီးလက်ဆောင်တစ်လုံးကိုပေးအပ်ခဲ့သည်သို့သောထိုမျိုးသမီးကအန်နာကိုမင်္ဂလာပွဲဖြတ်သိမ်းရန်နားချပေးဖို့သာပြန်ပြောခဲ့ပြီးသူမအနေဖြင့်အန်နာကိုမြင်မြကြည့်မုန်းတီးကြောင်းကိုလုံးဝဖုံးကွယ်ခြင်းမရှိခဲ့ပေအိမ်ပြန်ရောက်သောအခါအန်နာကသူမ၏မိခင်ကိုညစာစားပွဲတွင်အဘဲကြောင့်နှုတ်ဆက်နေခဲ့ရသည်ဟုမေးမြန်းခဲ့သည်မိခင်ဖြစ်သူကမူသမီးသည်ထိုကောင်လေးကိုတကယ်ပဲအဲ့ဒီလောက်တောင်ချစ်သလားဟုပြန်မေးခဲ့သည်ရင်းနှင့်ပတ်သက်ပြီးတားမိနှစ်ယောက်အကြီးကျယ်စကားများခဲ့ကြသည်မိခင်ဖြစ်သူသည်အန်နာကိုတစ်သက်လုံးထိုလူများ၏အကြိုက်ကိုလိုက်ပြီးမျက်နှာချိုသွေးကဖြတ်တန်းသွားရမည်ကိုမလိုလားသလိုသမီးဖြစ်သူယခုကဲ့သို့နှိမ့်ဆက်ခံရမည်ကိုလည်းအဖြစ်မခံနိုင်ပေအန်နာသည်နောက်ဆုံးတွင်အမှန်တရားကိုရိပ်မိသွားခဲ့သည်ထိုမျိုးသမီးသည်သူမ၏မိခင်ကိုတခုခုပြောခဲ့ခြင်းဖြစ်ရမည်အန်နာနှင့်သူမ၏ချစ်သူအတူတူအပြင်ထွက်နေထိုင်ရန်ပြင်ဆင်သောအခါချစ်သူ၏မိခင်ကသိရှိသွားပြီးချက်ချင်းပင်တားဆီးပိတ်ပင်ခဲ့သည်ထို့နောက်အန်နာကိုမညာမတာစူပူကျိမ်းမောင်းပြီးရက်ဆက်ကြမ်းကြုတ်သောစကားလုံးများဖြင့်အထင်းကိုမရှိဇဲဆိုပုတ်ခတ်ခဲ့သဖြင့်အန်နာမှာရှိုက်ကြီးတငုံမူကျွေးခဲ့ရသည်ထိုမျိုးသမီးကအန်နာမိခင်အကြောင်းကိုထည့်သွင်းပြောဆိုလာသောအခါအန်နာကသူမ၏မိခင်ကိုဗာများပြောခဲ့သည်ဟုပြန်လည်မေးမြန်းခဲ့သည်ထိုမျိုးသမီးသည်အန်နာအပေါ်တွင်တစ်ချိန်တစ်ခါမျှကောင်းကောင်းမွန်မွန်မဆက်ဆံခဲ့ဘူးသဖြင့်သူမ၏မိခင်ကိုမိတို့ဆက်ဆံခဲ့မိကိုမှန်းဆရန်မခက်ခဲခဲ့ပေအန်နာသည်ဤအိမ်အောင်ရေးကသူမကိုဘယ်တော့မှပျော်ရွှင်မှုပေးနိုင်မည်မဟုတ်ကြောင်းသဘောပေါက်သွားခဲ့သည်သူမကယခုအချိန်ထိအရာရာကိုတီးခံခဲ့ခြင်းမှာချစ်သူနှင့်မတန်တဆဖြစ်နေသည်ဟုခံစားရ၍မဟုတ်ပဲသူမသာလက်တွဲဖြုတ်လိုက်ပါကအမျိုးသားဖြစ်သူအရှက်ရသွားမည်ကိုစိုးရိမ်သောကြောင့်ဖြစ်ကြောင်းပြောကြားခဲ့သည်နောက်ဆုံးတွင်မူအန်နာသည်မင်္ဂလာပွဲကိုဖျက်သိမ်းလိုက်